ပြီးခဲ့တဲ့နွေရာသီကပေါင်64တန်းနဲ့စပိုတင်းစီပီကနေမြောက်လန်ဒန်အာဆင်နယ်အသင်းစီပြောင်းရွှေ့ခဲ့တဲ့ဆွီဒင်တိုက်စစ်မှုပီတာဂီယိုဂက်စ်ဟာအခုတော့ပြိုင်ဘက်အဖြစ်နဲ့အက်စတရီယိုဟိုဆေးကွင်းကြီးစီကိုပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့အသင်းပြောင်းသွားတဲ့ကျယ်ပွင့်ကစားသမားတွေပြန်လာရင်လောင်ပြောင်ခံရလေးရှိပေမဲ့ဂီယိုဂက်စ်အတွက်ကတော့ဒီလိုမဟုတ်ခဲ့ပါဘူး။ပွဲပြီးဝက်လေခန်းထဲကိုပြန်ဝင်သွားတဲ့အချိန်မှာတကွင်းလုံးကပရိသတ်တွေဟာမတ်တက်ရက်ပြီးသူတို့ရဲ့သူရဲကောင်းဟောင်းကိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ပရိသတ်တွေရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာလည်းတိုက်စစ်မှုနဲ့ပရိသတ်တွေကြားကအပြန်အလှန်လေးစားမှုကိုအထင်အရှားမြင်တွေ့ခဲ့ရတာပါ။သူ့အသင်းရှုံးနိမ့်သွားလို့နာကျင်ရပေမဲ့စပိုတင်ပရိသတ်တွေကတော့ပြီးခဲ့တဲ့ရာသီကသူတို့ကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့တဲ့သူရဲကောင်းပေါ်ထားတဲ့တန်ရောစင်ဟာမိနစ်90အားပြိုင်မှုထက်ပိုမိုခိုင်မာကြောင်းသက်သေပြခဲ့ပါတယ်။ဂီယိုဂက်စ်ဟာဒီညမှာကိုမသွင်းနိုင်ခဲ့ပေမဲ့လူတိုင်းရဲ့လေးစားမှုကိုတော့အပြည့်အဝရရှိသွားခဲ့ပါတယ်ဗျာ။အာဆင်နယ်အသင်းဟာပေါ်တူဂီမြေမှာခက်ခဲတဲ့ပွဲတစ်ပွဲကိုကစားခဲ့ရပေမဲ့ဂိုးသမားဒါဗစ်ရေယာရဲ့အမခန်းလက်စွမ်းပြမှုတွေကြောင့်အဖိုးတန်အနိုင်ရလက်ကိုအဆုံးထိထိန်းသိမ်းနိုင်ခဲ့တာပါ။နေပြအာဒီဒါကဒီပွဲမှာရေယာဟာအဆုံးဖြတ်ဖြစ်စေမဲ့ကာကွယ်မှုကြီးနှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ပါတယ်။ချန်ပီယံလိဆိုတာဂိုးရီယာအတွင်းကအဆုံးဖြတ်တွေနဲ့ပဲအနိုင်ရှုံးသွားတာပါလို့ဆိုပါတယ်။ဒါအပြင်အသင်းဖော်ကိုင်ဟာဘက်စ်ကရေယာကိုကမ္ဘာအကောင်းဆုံးဂိုးသမားတွေထဲကတယောက်လို့ချီးကျူးခဲ့တာနဲ့ပတ်သက်ပြီးတော့လဲအာဒီဒါကအပြည့်အဝထောက်ခံခဲ့ပါတယ်။သူကျွန်တော်တို့စီရောက်လာကြတဲ့ကတကယ်ကိုထူးခြားပြောင်မြောက်တဲ့လက်စွမ်းတွေကိုပြသနေတာပါ။သူ့လိုဂိုးသမားမျိုးရှိနေတာကျွန်တော်တို့အတွက်တော့တကယ်ကိုကံကောင်းခြင်းပါပဲလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီယာဒီမှာအာဆင်နယ်ရဲ့ခံစစ်ကြောက်ဆောင်ကြီးဖြစ်တဲ့ရေယာဟာအင်ကွင်းမှာတင်မကပဲဥရောပစင်မြင့်မှာပါအစွမ်းပြနေတာကြောင့်အမြောက်တက်သားတို့ရဲ့အကြိုဘိုလိုပွဲမျှော်လင့်ချက်ဟာတကယ်ကိုတောက်ပနေပြီပဲဖြစ်ပါတယ်ဗျာ။ပွဲကစားချိန်96မိနစ်မှာလူစားဝင်ကစားခဲ့တဲ့မက်စ်ဒေါင်းမန်ဟာအာဆင်နယ်အသင်းအတွက်တင်မကပဲဥရောပဘောလုံးလောကအတွက်ပါမှတ်တမ်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါတယ်။အသက်16နှစ်နဲ့90ခုနှစ်ရက်ပဲရှိသေးတဲ့ဒီအင်္ဂလန်ကွေးလယ်လူလေးဟာချန်ပီယံလိဂ်ကွာတားပိုင်နဲ့တမိုင်းတစ်လျှောက်မှာအသက်အငယ်ဆုံးပါဝင်ကစားခွင့်ရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ဒီမက်တန်ဟာအရင်ကဘာစီလိုနာကျယ်ပွေလာမင်းယာမောင်းတင်ရှိထားတဲ့မက်တန်ကိုကျော်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။နေပြအာဒီဒါရဲ့လက်အောက်မှာလူငယ်ကျယ်ပွင့်တွေတဦးပြီးတဦးထွက်ပေါ်လာနေတာကတော့အာဆင်နယ်ပရိသတ်တွေအတွက်တကယ့်ကိုရင်ခုန်စရာပါပဲဗျာ။ချန်ပီယံလိဂ်ကွာတားပိုင်နဲ့ပထမအကြော့မှာအဖိုးတဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ကိုင်ဟာဘက်စ်ကအသင်းရဲ့စွမ်းဆောင်ရည်ပေါ်အခုလိုပဲပြောကြားခဲ့ပါတယ်။ပွဲပြီးခါနီးမှာအနိုင်ဂိုးသွင်းရတာကအမြဲတမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်အဝေးကွင်းမှာဒီလိုရလက်မျိုးရခဲ့တာဟာကျွန်တော်တို့အတွက်တကယ့်ကိုအရေးကြီးပါတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်နဲ့ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့အာဆင်နယ်အတွက်တော့ဒီနိုင်ပွဲဟာအလိပ်အပြောင်းတစ်ခုဖြစ်လာခဲ့တာပါ။ဟာဘက်စ်ကပြီးခဲ့တဲ့နှစ်ပွဲမှာကျွန်တော်တို့ရှုံးထားတာကြောင့်ဒီနေ့မှာအလိပ်အပြောင်းတစ်ခုလှုပ်ချင်ခဲ့တာပါ။ကျွန်တော်တို့အသင်းလိုက်စီးလုံးလုံးနဲ့ဒါကိုအကောင့်ထဲပေါ်နိုင်ခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ထပ်ပြင်ရာဒီကုံဖို့ခုနှစ်ပတ်ပဲလိုတော့တဲ့အချိန်မှာအာဆင်နယ်ဟာစူဖလားကြီးတွေကိုအရေးယူဖို့အစွမ်းကုန်စူးစမ်းသွားမယ်လို့လည်းသူကကတိပေးသွားခဲ့ပါတယ်။ကျွန်တော်တို့မှာလှုပ်ရှားတွေအများကြီးကြံပါသေးတယ်ကြီးမားတဲ့စူဖလားတွေရနိုင်ချေရှိနေပြီးအဲ့ဒီအတွက်ကျွန်တော်တို့အဆုံးအထိတိုက်ပွဲဝင်သွားမှာပါလို့ယုံကြည်မှုအပြည့်နဲ့ပြောဆိုသွားခဲ့ပါတယ်ဗျာ။